မင်္ဂလာပါရှင်ဒီကနေ့မှာတော့မျက်နှာအသားရည်ထိမ့်သိမ့်မှုနဲ့ပတ်သက်ပြီးတော့ငွေကြေးလဲကုန်ကျတက်တာတဲ့နီလန်တစ်ခုကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့လိုမျိုးကုန်စည်နှုန်းတွေအရာရာတက်နေတဲ့ခေတ်ကြီးထဲမှာစကင်ကဲဖို့ဆိုတာကတော့ step by step ဆိုတော့တော်လေးစဉ်းစားရတယ်ရှင်ဒါကြောင့်မလို့ပြိုမေအားလုံးလွယ်လွယ်ကူကူသုံးနိုင်မှုနီလန်လေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ငွေကြေးလည်းအများကြီးမကုန်ဘူးပြီးသွားလို့ရှိရင်ကိုယ့်ရဲ့မျက်နှာလေးကိုလည်းကြည်လင်ဝင်းပပြီးတော့တောင်းလို့ရအောင်အလှမျက်နှာလေးထူသွားမယ်မဲဆက်တွေကနေပြီးတော့လည်းကာကွယ်ပေးနိုင်မယ်ဆိုလို့ရှိရင်စိတ်ဝင်စားမှလားနော်ဒါကြောင့်မို့လို့ဇင်ကိုရိုင်းလည်းအများနဲ့လို့အသုံးပြုနေတဲ့ဒိန်ကျင်လေးပဲဖြစ်ပါတယ်ရှင်ဒီဒိန်ကျင်လေးဟာဆိုလို့ရှိရင်တော့9ရက်အတွင်းအသားရည်ကိုတိတိတတ်နေဖြူစင်ဝင်းပသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဒိန်စင်ထဲမှာပါတဲ့လက်တစ်အက်ဆစ်ဟာဆိုလို့ရှိရင်ဆဲသွေတွေကိုဖယ်ရှားပေးပြီးတော့အမဲဆက်တွေကိုလည်းနှိမ့်မိန်သွားစေပါတယ်တဘာဝအတိုင်းဖြူစင်ဝင်းပဖို့အတွက်ဆိုလို့ရှိရင်တော့အကောင်းဆုံးနဲ့အနည်းအကင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးမျက်နှာပေါ်မှာဒိန်ချီကိုနေရအနှံ့ပြားလင်းပြီးတော့မိနစ်20ကနေနိုင်ဝက်ထိထားပေးလို့ရပါတယ်။အဲနောက်မှာတော့ရေနဲ့စီချလိုက်တဲ့အခါမှာကြည်လင်ဝင်ပါတဲ့မျက်နှာသားရည်လေးကိုပဲရရှိသွားမှာဖြစ်ပါတယ်ရှင်။ကဲအမဲဆက်တွေလည်းကင်းပြောက်ပြီးတော့မွေးချောက်နေတဲ့အသားရည်လေးပျောက်သွားပြီးတော့ဆူပြေသွားပါပြီရှင်။အားလုံးပဲဒီ page လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ဒီနီလန်လေးကိုတစ်ပတ်3ချိန်လောက်လုပ်ကြည့်ပေးဖို့လဲတိုက်တွန်းပေးချင်ပါတယ်ရှင်။ရလက်တွေကိုလည်း comment မှာလာပြောပေးပါအောင်နော်။နောက်ထပ်အလှပဆိုင်ရာတွေကိုလည်းထပ်ပြီးတော့တင်ပေးသွားမှာမို့လို့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ရှင်။